ခုနကဗီဒီယိုကအဆက်ပါကျမကြေးသီးမျိုးကိုစိုင်းပုံမှာဆိုင်ကယ်နှစ်ယောက်နဲ့လူကဖုန်နေတတီးနေပေါ့နော်။ဘာကြောင့်အဲ့လိုဖြစ်လဲဆိုတော့ကျမဒီလမ်းကိုမြင်ပြီးတော့အော်ဒါကြောင့်မလားဆိုတော့ကျမနားလည်သွားတယ်။အဲ့ဒီလမ်းကလေလမ်းကြီးကဆိုးတဲ့အပြင်ကိုလေဒီဖုန်တော်ကြီးကလေချင်းမျက်စိပါမြုပ်တယ်ဗျာ။ကျမဒီကားကြီးတွေကလည်းအရန်ဖြတ်တော့ကြတော့ကျမလည်းအဲ့နဲ့အောက်ဆင်းပြီးတော့လမ်းလျှောက်မယ်ဆိုပြီးတော့အားရပါရဆင်းလိုက်တာကျမလျှောက်ကြည့်မြုပ်တော့ချင်းမျက်စိအောင်မြုပ်တယ်哦။လမ်းတွေကလည်းခင်းနေရမပြီးသေးတာတကြောင်ပြီးကြတော့ဒီကားကြီးတွေကလည်းဆက်တိုက်ဆင်းတာတကြောင်ပေါ့နော်။ဒီကြောင်မီသွေးကားတွေတို့ဒီကြံကားတွေတို့နဲ့တိုးပြီးဆိုလို့ရှိရင်တော့စိတ်တွေပါကိုညစ်သွားတာပဲအဲ့နဲ့ကျမလမ်းဆင်းလျှောက်တယ်ပေါ့နော်ကျမကတော့အဲ့ဖုန်တော်ကြီးကနေပြီးတော့လမ်းဆင်းလျှောက်လိုက်တယ်ဒီဆိုင်ကယ်နဲ့ဒီလမ်းလေးကိုကူးဖို့ကိုကျမတို့10မိနစ်လောက်စောင့်လိုက်ရပါတယ်အဲ့မဲ့တွေ့လားဖုန်လေးတွေ့လားအဲ့မဲ့ဒီလမ်းကအဆပဲရှိသေးတာပေါ့နော်ရှေ့လျှောက်ဆက်သွားမယ်ဆိုလို့ရှိရင်ဒီထက်ဆိုးတဲ့လမ်းတွေကြည့်ပါပဲတဲ့ပြောတာတော့ကျမတို့အားတွေကိုတအားတွေရှိသွားတာပေါ့နော်ကားကြီးတွေကလည်းဇက်တိုက်ကိုလာတာဆိုတော့လေကျမတို့ဒီလမ်းမှာကို10မိနစ်ကျော်လောက်ကိုစောင့်လိုက်ရတယ်ဒီအဓိကသူကအကုန်ကားတွေနဲ့ပြီးရင်ကားတွေကလည်းဒီဘက်တလမ်းလေးကိုပဲတော်တော်များများသွားကြတာဆိုတော့ကားကြီးလည်းနည်းချက်တယ်ပေါ့နော်အဓိကသွားတာကလေဒီကားကြီးတွေဒီလားကြောင်မီသွေးတို့အရှိသွားရမယ်ဆိုလို့ရှိရင်ဒီကြံကားတွေအများဆုံးတွေ့ရမှာအော်ဘာပဲဖြစ်ဖြစ်ကျမတို့တော်တော်အတွေ့အကြုံတစ်ခုတော့ရလာတာပေါ့နော်သွားနိုင်လာနိုင်တော့မှဒီလိုမျိုးနေရာတွေသွားထားလို့ရှိရင်ဒီဘာပဲဖြစ်ဖြစ်ကျမတို့တော့ကအတွေ့အကြုံတွေလည်းရတယ်ပြီးကြရင်ဒီမရောက်ဘူးတဲ့မျိုးမရှိတဲ့လောက်တော့ပဲပေါ့နော်ကျမကတော့ဘာပဲဖြစ်ဖြစ်ဘာခီးသွားမယ်ဆိုရင်ကိုကျမကအရန်ပျော်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ညစ်လည်းခဏပဲပေါ့နော်ကောင်းလန်းကိုရောက်ပြီပေါ့နော်ဒီကောင်းလန်းမှာတော့ဒီကားတွေအရန်တက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကခီးထိုင်အကြီးလည်းရှိရပေါ့နော်အဲ့ကြတော့တကြီးပြီးမှတကြီးအဲ့လိုမျိုးသွားဆိုတော့အမကားတဲ့မျိုးအရှိကြီးပဲကုန်ကားတွေရောအမလန်းဘယ်လောက်ကျန်းလဲဆိုလို့ရှိရင်တချို့ကားတွေဆိုလို့ရှိရင်အရှိမှလေဟိုအရှိရှဲတွေပါဆိုအကုန်လုံးကျွတ်ထွက်နေရကွာတိလားပြီးကြတော့အဲ့ဒီတစ်ချောင်းလုံးမှာအဲ့လိုမျိုးကားကြီးတန်းစီပြီးတော့စောင့်နေရပါတော့ကျမတို့ကဆိုင်ကနေဆိုတော့အားတာတာပေါ့နော်အေးအေးဆေးဆေးနဲ့မြင်သွားလို့ရတာပေါ့နော်ဒီမိုင်းရယ်မရောက်မချင်းကတော့ဒီမြေသားလမ်းဖုံတော်လမ်းယူလေးတစ်ချောင်းလုံးသွားရတာပေါ့နော်ကျမစိတ်တွေလည်းအရန်ဟိုမပြောတာပါလမ်းကတစ်ချောင်းလုံးမှာလေဒီဖုံတော်ကြီးနဲ့ပြီးရင်ဒီကြံကားကြီးတွေကဝိတ်တင်နေဆိုတော့သူတို့လည်းကိုချင်းစားပါတယ်သူတို့လည်းသွားနေရပါတော့ဒါပေမဲ့တအီးနဲ့လမ်းကလည်းကျင်းတော့ကျမတို့ကသူတို့နောက်မှာမေးလိုက်နေရတာတော်တော်ကိုအဆင်မပြေကျမသွားခဲ့ဘူးတဲ့မြို့တွေထဲမှာလမ်းမကောင်းတဲ့မြို့ကိုပြောပါဆိုလို့ရှိရင်တချီလေးကိုသွားတဲ့လမ်းကမိုင်းပြင်းမြို့နဲ့အခုဒီမိုင်းရည်ကိုသွားတဲ့ကြေးသီးနဲ့မိုင်းရည်ချားကလမ်းလိုပဲပြောရမယ်လူတွေလည်းဒီပုံစံပေါက်နေလို့ရောက်တော့မယ်မတင်နဲ့တော့မရောက်သေးဘူးဆက်သွားရအောင်ပါအဲ့လိုပြောရင်မယုံပါဆိုလို့အဲ့မဲ့ကားတစ်စီးလာတဲ့အနောက်မှာဖုံတော်ကြီးကလိုက်လာတာပျော်ချာကြီးနော်ခီးသွားတာလေ3မိနစ်ပြည့်တော့မှမဟုတ်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်2နာရီကျော်လောက်ဖုံတော်ကြီးကိုဖြတ်လိုက်ဒီမြေသားကြောက်သားလိုင်းအစိုးရကိုဖြတ်လိုက်နေပေါ့နော်ဒီမိုင်းရည်မြို့နာရောက်ခံဒီတော့မှကတ္တရာလမ်းကိုမြင်ရတာပေါ့နော်မိုင်းရည်မြို့ကနေပြီးသွားရင်တော့လမ်းကောင်းပြီဆိုတော့ကျွန်မမိုင်းရည်ကိုမြန်ရောက်ချင်တာပဲတည်ရလူတကူလုံးကလည်းဖုံနေကြည့်ပဲဆိုင်ကတတိလုံးကလည်းဖုံနေကြည့်ပဲပေါ့နော်အခုမြင်နေရတာကတော့မိုင်းရည်မြို့တွေကိုစဝင်လာပြီပေါ့နော်မိုင်းရည်မြို့တွေကိုစဝင်တဲ့အချိန်မှာပထမဆုံးတွေ့ရတာတရုတ်စလုံးပဲပြောရမှာပေါ့နော်တရုတ်စာတွေနဲ့ပြီးရင်ဒီရှမ်းစာတွေနဲ့ပဲတွေ့ရတာပေါ့နော်အများစုပေါ့ပြောမိတာပြောတာပါမြို့တိုင်းလူလူကတော့သူ့ဟာနဲ့သူကစီးနေတယ်ပဲပြောရမလားပေါ့နော်မိုင်းရည်ကလေမြို့သားမကြည့်တာတိလားသူတို့မြို့တွေထဲမှာဆိုရင် KTV လေးရှိတယ်ဟိုတယ်ကန်တွေလည်းရှိတယ်တက်ကူကန်တွေလည်းရှိတယ်ဘန်ဂလိုတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါနဲ့ကျမတို့လည်းဒီမိုင်းရည်မှာပဲနေ့လည်စာစားမယ်ဆိုပြီးတော့စားတော့ဆိုင်ကိုရှာရင်းနဲ့နောက်ဆုံးမှာတော့ရုံခမ်းဆိုတဲ့ဆိုင်လေးမှာနောက်ဆုံးဝင်စားဖြစ်ပါတယ်ကျမလည်းခရီးပန်းလာဖြစ်တဲ့အတွက်အစားအများကြီးမစားနိုင်တော့ဒီဖတ်ထုတ်ကလေးနဲ့မျိုးမိရှည်လေးနဲ့ပဲမှားစားဖြစ်ပါတယ်နှမျိုးကို1800ရှင်းခဲ့ရပါတယ်ကဲကျမတို့လည်းစပြီးတော့လာရှိုးကိုခရီးထက်ဆက်ပါမယ်ရှင်အဲ့မှာလူပုံလည်းကြည့်ပါအောင်ရှင်ဘယ်လောက်တော့သနာစရာကောင်းလဲဆိုရင်တကူလုံးမှာဖုန်လေးကြည့်ပဲဒါပေမဲ့ကျမတို့မြင်တော့လေမြင်တဲ့လူတိုင်းကတော့မအံ့ဩပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကြေးသီးနဲ့မိုင်းရည်ကြားထဲမှာဖြတ်လာတဲ့လမ်းကိုသူတို့ကတီးပြီးသားမှုလို့ပေါ့နော်။ဒါကတော့မိုင်းရည်မြို့တဲကလမ်းပေါ့နော်။ဒီမိုင်းရည်မြို့ကနေဆိုလို့ရှိရင်လမ်းက2လမ်းခွဲတယ်ပေါ့နော်။တစ်လမ်းကလာရှိုးသွားတဲ့လမ်းရယ်တစ်လမ်းကတက်ရန်ကိုသွားတဲ့လမ်းရယ်ဆိုပြီးတော့2လမ်းခွဲတယ်ပေါ့နော်။ဒါကဒီလာရှိုးသွားတဲ့လမ်းအထွက်ဘက်ပေါ့နော်။ဒီမှာသဘောကျလို့ရိုက်လာခဲ့တာဒီနေရာလေးကကြတော့လေမိုင်းရည်မျိုးကနေစထွက်ပြီးဆိုတာနဲ့ပေါ့နော်တလန်းလုံးကတော့ဒီလိုမျိုးကတ်တရာလမ်းနေကြီးပါပဲလမ်းကတော့ကောင်းသွားပြီအခုမြင်နေရတဲ့နေရာကကြတော့နတ်ပောင်ရွာပေါ့နော်သူကလာရှိုးမရောက်ခင်ရွာလေးပဲပြောရမယ်ဒီမျိုးမှာကြတော့တက်ကူကန်းနေရစရှိရပေါ့နော်ရွာသားပြောတာဒီမှာကတိုက်နေစီးုံလေးရှိတာကိုတွေ့ရတယ်တော့ကတ်တရာလမ်းနဲ့အခုလိုမျိုးဒီလိုအပင်နေကြားတွေကပဲဖြတ်သွားရတာပေါ့နော်လမ်းလေးကတော့ကောင်းနေဒါပေမဲ့လို့လမ်းချင်းလာရှိုးမျိုးတွေကိုနောက်ထပ်15မိနစ်လောက်မှလို့ရှိရင်ရောက်ပြီပေါ့နော်အခုကစီးတိုင်းမှာပါခဏလောက်နားနေရပေါ့နော်အဲ့မဲ့ကြည့်လိုက်ဖုန်လေးကြည့်ပဲเนาะဒီကျမတို့လည်းလာရှိုးမျိုးတွေကိုဆက်သွားလိုက်ပါအောင်မယ်ရှင်ဒီမှာလာရှိုးမျိုးဝင်ဆိုင်ပုတ်ကရှင်တို့တွေ့တဲ့အတိုင်းပဲခြုံနေထူထက်မြက်တွေနဲ့အမိုက်တွေနဲ့ပေါ့နော်ဒီလာရှိုးမျိုးမှာကျွတ်စုပါအီးဆိုတဲ့ဆိုင်ပုတ်ကကောင်းကောင်းမမြင်ရတော့ဘူးပေါ့နော်အဲ့နဲ့ကျမတို့လည်းအမတ်တရတပုံလေးတွေရိုက်ဗီဒီယိုလေးတွေရိုက်ပြီးတော့ခဏနားပြီးတော့မှမျိုးတွေကိုဆက်သွားခဲ့ပါတယ်ရှင်ကျမတို့လာရှိုးကိုလာလေတယ်ဆိုတော့လာရှိုးမှာရှိတဲ့ကျမတို့ရဲ့မိတ်ဆွေကပေါ့နော်တခါတည်းဟိုတယ်ပါတခါတည်း booking ချိတ်ပြီးတော့လုပ်ပေးထားတာပေါ့နော်အဲ့နဲ့ကျမတို့လည်းအေးအေးဆေးဆေးနဲ့ပဲလာဖြစ်သွားတာအချိန်မှမြင်နေရတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကျူတူပါကြီးဆိုတဲ့စိုက်ဖို့လေးပါရှင်ကျမတို့တဲမဲဟိုတယ်ကမြို့တွေမှာဆိုတော့ကျမတို့လည်းမြို့တွေကိုဆက်လာခဲ့ပါတယ်ရှင်ကဲလာရှိုးမြို့တွေကိုရောက်ပါပြီရှင်အခုမြင်နေရတဲ့နေရာလေးကတော့လွတ်လပ်ရေးပန်းချံပေါ့နော်နောက်ပြီးကျမတို့မိတ်ဆွေကရောက်လာတော့ကျမတို့လည်းတဲမဲဟိုတယ်ကိုတူတူသွားခဲ့ပါတယ်ရှင်
ကဲကျမတို့ booking တင်ပေးထားတဲ့ hotel လေးကိုရောက်ပါပြီရှင် hotel ခန်းကမစိုးပေါ့နော်အမြဲလေးလွှာမှာယူထားတဲ့အတွက်ကြောင့်မို့လို့ဒီ view ကတော့အရန်မိုက်ပါတယ်ရှင်အခုတည်းတဲ့ hotel ကဆိုလို့ရှိရင်လာရှိုးမြို့မကြီးကြီးနဲ့လည်းနေတယ်ပြီးတော့ညကြီးတန်းနဲ့လည်းတိတ်မွေးဘူးပေါ့နော်အဲ့အတွက်အဆင်ပြေပါတယ် hotel မှာခဏနားယူပြီးတော့ညကြီးတန်းမှာညစာစားဖို့အတွက်ထွက်လာခဲ့ပါတယ်ရှင်ညကြီးတန်းကလေမုတ်တရားအစုံမအစုံပဲကိတ်ကြီးရောဒီအသီးနဲ့အပြုတ်ရောင်းတဲ့ဆိုင်တွေရောပြီးရင်ရှမ်းသမင်းတွေရောင်းတဲ့ဆိုင်တွေရောပေါ့နော်စားစရာဆိုင်တွေကတော့အများကြီးပဲဒါပေမဲ့ကျမတို့လည်းဒီစားစရာဆိုင်တွေကြိုပြီးတော့ဒီအဝတ်ဆိုင်တန်းတွေဒီအစုံထိကိုတွားပြီးရှောက်ကြည့်ခဲ့တယ်ပေါ့နော်အဝတ်စားတွေဖက်နှက်တွေကလေအကုန်ကိုလိုချင်စရာတွေကြီးပဲအရန်ကိုလှတာဒါပေမဲ့ကျမကမနေ့ကမှပေါ့နော်ဒီမြို့မကြီးတွေကိုရှောက်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့တော့ဘာမှမဝယ်ခဲ့ပါဘူးရှင်အသီးနဲ့နေလည်းအရန်ပေါ်တယ်ရောဈေးလက်တန်နဲ့အခုဒီပစ္စည်းဆိုလို့ရှိရင်ဒီတစ်ခိုင်လုံးမှာ2000ခွဲပေးရတယ်ကျမတို့တောင်ကြီးမှာဆိုရင်တော့တေးကြတယ်4000လောက်ပေးရပါတယ်ရှင်ပြီးတော့အကင်စားချင်တာနဲ့အကင်တန်းဘက်ကိုတွားစားခဲ့ပါတယ်ရှင်သူတို့ဆိုင်ကအကင်လေးတွေကလေတော်တော်လေးကိုဈေးတန်တာအကင်ဆိုရင်လည်းစားချင်တဲ့ဟာတွေအကုန်လုံးမှာခဲ့တယ်ဒီပင်မဲ့ဖြိုလေးကတစ်ခွက်ကို4000နဲ့ပြီးတော့ကျတော့ညကြီးကဝယ်လာတဲ့တူဘူးနွေးရယ်ပြီးတော့ငါးကင်လေးရယ်ငါးကင်ဆိုရင်တစ်ကောင်မှ1000ခွဲပေးရတာနော်ပြီးတော့ဒီထမင်းကြော်လေးတွေရယ်ပြီးရင်အကင်စုံလေးတွေဒါဆိုရင်ဆက်စားလိုက်ပါအောင်မယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်